အခုလည်းရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူ Kremlin ရဲ့ဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Dmitry Peskov ရဲ့ဒီနှုတ်ဆက်စကားဟာတမိုင်းရဲ့အချိုးပဲတစ်ခုဖြစ်လာနိုင်လားဆိုတာစောင့်ကြည့်ရမှာပါသူတို့မြန်မာဒါဟာနေတိုးဖွဲ့ကြီးကယူကရိန်းကိုလက်ကင်ထုတ်ဖြစ်တော့ကရုရှားကိုအားပြောအောင်ပြုတ်ပွဲအောင်ကြိုးစားနေတဲ့ကိုယ်စားလှယ်စစ်ပွဲ Browsy War တစ်ခုဖြစ်ပါတယ်အားလုံးပဲမှတ်လာပါလူလူချန်တော်မှကြိုးဆိုပါတယ်နေ့စုသတင်းထူးတွေကိုသိနိုင်အောင်ကျမတို့ရဲ့လူလူ channel လေးကို like and follow လုပ်ထားပေးကြဖို့တောင်းဆိုပါတယ်အခုတော့ Peskov ရဲ့ကြေညာချက်ကတော့ဒီကိုယ်စားလှယ်စစ်ပွဲဆိုတဲ့မျက်နှာဖုံးကိုဖယ်ရှားပြီးဓာတ်ရိုက်စစ်ပွဲလို့တရားဝင်နာမည်တက်လိုက်တာပဲဖြစ်ပါတယ်ဒီလိုကြေညာခြင်းအဖြစ်ရုရှားဟာနိုင်ငံရေးနဲ့စစ်ရေးအရာအကျိုးအမြတ်များစွာရရှိနိုင်ပါတယ်ရုရှားပြည်သူတွေကြားငါတို့ဟာယူကရိန်းကိုတိုက်နေတာမဟုတ်ဘူးငါတို့နိုင်ငံကိုချိန်ချောက်နေတဲ့နေတိုးအဖွဲ့ကြီးတစ်ခုလုံးကိုခုခံနေရတာဆိုတဲ့မျိုးချစ်စိတ်ဓာတ်ကိုပုံမအားကောင်းလာစေနိုင်ပါတယ်ဒီလိုဆိုရင်စစ်ပွဲကြောင့်ဖြစ်ပေါ်လာမယ့်စီးပွားရေးကြက်တဲမှုတွေနဲ့လူမှုရေးအခက်အခဲတွေကိုလည်းပြည်သူတွေကပိုပြီးသိခံလာနိုင်ပါလိမ့်မယ်နောက်မှာရုရှားအနေနဲ့နေတိုးဖွဲ့ဝင်နိုင်ငံတစ်ခုခုကိုစစ်ရေးအရာတိုက်ခိုက်လာခဲ့ရင်တော့သူတို့ကစတိုက်တာမဟုတ်ဘူးနေတိုးကရုရှားကိုအရင်ကတည်းကစစ်ကြေညာထားတာဆိုတဲ့တရားဝင်အကြောင်းပြချက်ကိုတိစောက်ပြီးသားဖြစ်သွားမှာပါဒါဟာအလွန်အန္တရာယ်ကြီးတဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်Kremlin ရဲ့ဒီကြေညာချက်ဟာလေထဲမှာပြန့်လွင့်နေတဲ့စကားလုံးတွေသာမဟုတ်ပါဘူးဒီကြေညာချက်နဲ့တပြိုင်နက်တည်းမှာပဲဥရောပအရှေ့ပိုင်းကောင်းကင်ယံမှာတင်းမာမှုတွေဟာပောက်ကွဲလူနီးပါးအခြေအနေကိုရောက်ရှိခဲ့ပါတယ်နေတိုးဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ပိုလန်နဲ့ရိုမေးနီးယားနိုင်ငံတို့ရဲ့လေပိုင်နက်ထဲကိုရုရှားလို drone တွေအလုံးအရင်းနဲ့ကျူးကျော်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်နေတိုးဖွဲ့ရဲ့အဓိကကြဆုံးအချက်ကတော့၎င်းတို့ရဲ့စုပေါင်းကာကွယ်ရေးဆိုင်ရာပြည်ညင်စာချုပ်အပိုက်9 Article 5ပဲဖြစ်ပါတယ်ဒီအပိုက်ရဲ့အနှစ်သာရကတော့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကိုတိုက်ခိုက်တယ်ဆိုတာဟာအဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုက်ခိုက်တာနဲ့အတူတူပဲဆိုတာပါပဲပိုလန်နိုင်ငံဟာနေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်၎င်းရဲ့လေပိုင်နက်ဟာနေတိုးရဲ့လေပိုင်နက်ပဲဖြစ်ပါတယ်ဒီလေပိုင်နက်ထဲကိုရုရှားရဲ့စစ်ဘက်ဆိုင်ရာ drone တွေဝင်ရောက်လာတာဟာမတော်တဆဖြစ်နိုင်ခြေအလွန်နည်းပါးပြီးဒါကိုတမင်တကာပြုလုပ်တဲ့စစ်ရေးအရာစမ်းသပ်မှုဒါမှမဟုတ်ရန်စမှုတစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ် Fox 13 News ရဲ့သတင်းတောက်တဦးကလည်း American ရဲ့ယက်တီချက်ကိုရှင်းလင်းစွာပြောကြားခဲ့ပါတယ်ကျွန်တော်တို့ဟာနေတိုးမဟာမိတ်တွေဘက်မှအခိုင်အမာယက်တီပြီးနေတိုးပိုင်တဲ့ရဲ့တလက်မကိုမဆိုကာဝယ်သွားမှာဖြစ်ကြောင်းအသေးချာပြောကြားလိုပါတယ်လို့ဆိုခဲ့ပါတယ်ဒီစကားတွေကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ပေါ် American ဘလောက်အလေးနက်ထားတယ်ဆိုတာကိုထင်ဟပ်စေပါတယ်ဒီအချိန်အထိဖြစ်ပွားလာတာကတော့ရုရှား drone တွေပိုလန်လေပိုင်နက်ထဲကိုဝင်ရောက်လာတာကနေစတာပါအဲ့ဒီအချိန်မှာနေတိုးရဲ့လေကြောင်းရန်ကာဝယ်ရေးစနစ်တွေကချက်ချင်းအချက်ပေးခဲ့တာကြောင့်ပြင်သစ်တိုက်လေယာဉ်တွေဟာကင်းလှည့်ဖို့အတွက်ချက်ချင်းပြန်တက်သွားခဲ့ကြတဲ့အပြင်ပိုလန်လေတပ်နဲ့အတူနယ်သာလန်နိုင်ငံကပံ့ပိုးပေးထားတဲ့နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေဟာလည်းအသင့်အနေထားဖြစ်သွားခဲ့ပါတယ်အချိန်နေပုံမဆိုးရလာတဲ့အခါမှာတော့နေတိုးတိုက်လေယာဉ်တွေဟာအဲ့ဒီရုရှား drone တွေကိုပစ်ချဖို့အမိန့်ကိုရရှိခဲ့ကြပါတယ်ဒါဟာတကယ်ကိုတမိုင်းဝင်တဲ့အခိုက်အတန့်တစ်ခုပါပဲဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားကြတဲ့ကဒီနေ့အထိဆိုရင်နေတိုးရဲ့တိုက်လေယာဉ်တွေဟာရုရှားရဲ့စစ်ရေးပစ္စည်းတစ်ခုကိုတိုက်ရိုက်ပစ်ခတ်ခဲ့တာဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်စစ်ရေးတိုက်ပွဲကြီးဖြစ်ပွားခဲ့တဲ့ကာလတစ်ခုလုံးမှာတော့မှာပဲနှစ်ဖက်စလုံးကထိတ်တိုက်ရင်ဆိုင်မှုကိုတတ်နိုင်သမျှရှောင်ရှားခဲ့ကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အဲ့ဒီရှောင်ရှားခဲ့တဲ့စီးမြင့်ကြီးဟာကျိုးပေါက်သွားခဲ့ပြီလို့ပဲပြောရမှာပါပဲThe Guardian သတင်းစာကိုပိုလန်နိုင်ငံသားဝန်ကြီးကပြောကြားရမှာတော့ပြစ်ချခံလိုက်ရတဲ့ drone တွေမှာပောက်ကွဲစေတတ်တဲ့ထိပ်ဖူးတွေမပါဝင်ခဲ့ဘူးလို့ဆိုပါတယ်သူကဒီအဖြစ်အပျက်ကို Kremlin ကစစ်ပွဲကြီးတစ်ခုဖြစ်ပွားမသွားအောင်ရှောင်ရှားရင်းနဲ့နေတိုးရဲ့တုံ့ပြန်မှုကဘယ်လောက်မြန်တယ်လဲဘယ်လောက်ထိရောက်တယ်လဲဆိုတာကိုစမ်းသပ်ကြည့်တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်နောက်တစ်နည်းပြောရရင်ဒါဟာရုရှားဘက်ကနေတိုးရဲ့နေရွက်ကိုတမင်တကာလာဆွကြည့်တာနဲ့တူနေပါတယ်မင်းတို့ငါတို့ကိုတကယ်ပြန်တုံ့ပြန်ရဲရလားဆိုပြီးစမ်းသပ်နေတဲ့သဘောပါပဲဒီလိုမျိုးအချုပ်ချာအာဏာကိုပြောင်ပြောင်တင်းတင်းစော်ကားခံရပြီးနောက်ပိုင်းမှာပိုလန်နိုင်ငံဟာနေတိုးဖွဲ့ရဲ့အရေးကြီးတဲ့လုံထုံးလုံနည်းတစ်ခုကိုစတင်အသက်သွင်းခဲ့ပါတယ်အဲ့ဒါကတော့နေတိုးပြည်ညင်စာချုပ်ရဲ့အပိုက်၄ Article 4ကိုအသုံးပြုဖို့တောင်းဆိုလိုက်တာပါပဲဒီနေရာမှာအပိုက်၄နဲ့အပိုက်၅ဘာကွာခြားချက်ရှိတယ်ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်အပိုက်၅ကတော့အပေါ်မှာပြောခဲ့သလိုပါပဲစုပေါင်းကာကွယ်ရေးအစီအစဉ်ပါဆိုလိုတာကတနိုင်ငံကိုအတိုက်ခံရရင်ကျန်တဲ့နေတိုးဖွဲ့ဝင်နိုင်ငံအလုံးကစစ်ရေးအရာပြန်လဲတုံ့ပြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်ဒီအပိုက်ကိုအသက်သွင်းလိုက်မယ်ဆိုရင်နေတိုးနဲ့ရုရှားကြားမှာဓာတ်ရိုက်စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာနိုင်ပါတယ်အပိုက်လေးကတော့အနည်းငယ်ကွဲပြားပါတယ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကသူ့ရဲ့နယ်မြေပိုင်နက်ဆိုင်ရာတည်တံ့ခိုင်မြဲမှုနိုင်ငံရေးလွတ်လပ်မှုဒါမှမဟုတ်လုံခြုံရေးကိုချင်းချောက်ခံနေရပြီလို့ခန်းစားရတဲ့အခါမှာကျန်တဲ့ဖွဲ့ဝင်နိုင်ငံတွေနဲ့အရေးပေါ်တိုင်ပင်ဆွေးနွေးဖို့တောင်းဆိုတဲ့အပိုက်ဖြစ်ပါတယ်ဒီအပိုက်ကစစ်ရေးအရာတုံ့ပြန်မှုစီကိုဥတီနိုင်ပေမဲ့လည်းချက်ချင်းကြီးစစ်ဖြစ်ပွားတာမျိုးတော့မဟုတ်ပါဘူးဒီလိုနဲ့အခြေအနေကိုပိုလန်အနေနဲ့အရေးပေါ်ဆွေးနွေးဖို့တောင်းဆိုလိုက်တာပါဝိုင်အွန်သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာလက်နက်ထိန်းချုပ်ရေးနဲ့မပြန့်ပွားရေးစင်တာရဲ့အကြီးတန်းမူဝါဒဒါရိုက်တာဖြစ်သူမစ္စတာဂျွန်အီရက်ကပိုလန်လေပိုင်နယ်တွင်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အောက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့ပါတယ်သူကနေတိုးရဲ့လုံထုံးလုံနည်းအရဆိုရင် Article 5ကိုအသုံးမပြုခင်မှာ Article 4ကိုအရင်အသုံးပြုလေ့ရှိပါတယ်ဒါဟာဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုရှိနေပြီဆိုတဲ့အချက်ပြမှုတစ်ခုဖြစ်ပြီးချက်ချင်းဆိုသလိုပဲဆွေးနွေးတိုင်ပင်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲလို့ရှင်းပြခဲ့ပါတယ်ပိုလန်အနေနဲ့ Article 5ကိုချက်ချင်းမသုံးဘဲ Article 4ကိုရွေးချယ်ခဲ့တာဟာအခြေအနေကိုပိုပြီးတော့ဆိုးရွားမသွားစေလိုတဲ့သဘောထားကိုပြသနေတယ်လို့ပါပဲ
ဒါပေမဲ့လည်းဒီကိစ္စကိုလုံးဝပေါ့ပေါ့တန်တန်သဘောမထားဘူးဆိုတာကိုလည်းတစ်ချိန်တည်းမှာပဲသက်သေပြလိုက်တာဖြစ်ပါတယ်။ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ရဲ့စကားတွေကလည်းဒီအခြေအနေရဲ့အရေးကြီးပုံကိုပုံမထင်ရှားစေခဲ့ပါတယ်။သူကဒီအခြေအနေဟာဒုတိယကမ္ဘာစစ်ကြီးပြီးကလေးကကျွန်တော်တို့ပိုလန်နိုင်ငံပွင့်လင်းတဲ့ပြည်ပခါတစ်ခုနဲ့အနည်းဆက်ဆုံးကိုရောက်ရှိလာခဲ့တာပါပဲ။ကျွန်တော်တို့ရဲ့အရှိတ်နယ်စပ်မှာသူ့ရဲ့ရန်လိုတဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်မထားတဲ့နိုင်ငံရေးရန်သူတယောက်ရှိနေပြီဆိုတာထင်ရှားပါတယ်လို့ပြပြတသားပြောကြားခဲ့ပါတယ်။ဒါအပြင်သူကတညထဲမှာတင်ပိုလန်လေပိုင်နက်ကို drone နဲ့ကျူးကျော်မှုပေါင်း16ကြိမ်ထိရှိခဲ့ပြီးအနည်းဆုံး3သိန်းကိုတော့ကျွန်တော်တို့ပြစ်ချခဲ့ရပါတယ်။ဒါဟာမတော်တဆဖြစ်ရတဲ့ခုလုံးဝမဟုတ်ဘူးဆိုတာအထင်ရှားပါပဲလို့ဆက်လက်ပြောကြားခဲ့ပါတယ်။ပိုလန်လေပိုင်နက်ထက်ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ခရမ်လင်ရဲ့ကြေညာချက်တွေကြောင့်ဥရောပတိုင်းလုံးဟာအလံတကြားဖြစ်သွားခဲ့ရပါတယ်။ဥရောပသမဂ္ဂအကြီးအကဲကရုရှားရဲ့လုပ်ရက်ကိုမစင်မကျင်နိုင်လုံးပြီးမကြုံစဘူးဖြစ်ရလို့ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ပြင်သစ်သမ္မတမက်ခရွန်ကလုံးဝလက်မခံနိုင်တဲ့လုပ်ရက်လို့ပြောကြားပြီးရုရှားကိုဒီလိုမစင်မကျင်နိုင်တဲ့အပြုအမူတွေကိုရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။နယ်သာလန်ဝန်ကြီးချုပ်ကသူတို့ရဲ့ F-35 တိုက်လေယာဉ်တွေနဲ့ပိုလန်ကိုကူညီပစ်ချပေးခဲ့ကြောင်းအတည်ပြုခဲ့ပြီးဒီဖြစ်ရက်ကမော်စကိုဟာဥရောပလုံခြုံရေးအတွက်ချိန်ချောက်မှုတစ်ခုဖြစ်တယ်ဆိုတာသက်သေပြလိုက်တာပဲလို့မှတ်ချက်ပြုခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒါဟာရုရှားကစစ်ပွဲကိုတမင်တကာတိုးချဲ့ဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ပြီးဥရောပနိုင်ငံတွေနဲ့ပူးပေါင်းပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုတည်ထောင်မှုအချိန်တန်ပြီလို့တိုက်တွန်းခဲ့ပါတယ်။ဥရောပနိုင်ငံတွေကတခဲနဲ့တည်းပြစ်တင်ရှုံချနေချိန်မှာပဲအားလုံးရဲ့အာရုံကတော့အတ္တလန်တစ်သမုဒ္ဒရာတစ်ဖက်ခြမ်းကအမေရိကန်ပြည်ထောင်စုစီကိုရောက်ရှိသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်ရဲ့ရည်တည်ချက်ဟာနေတိုးရဲ့အင်အားနဲ့ညီညွတ်မှုကိုအဆုံးဖြတ်ပေးမှာဖြစ်လို့ပါပဲ။သမ္မတဒေါ်နယ်ထရန့်ရဲ့ရည်တည်ချက်ကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲ။သူကရုရှားအပေါ်ပိတ်ဆို့ရေးယူမှုတွေတိုးမြှင့်ဖို့သဘောတူပေမဲ့ဥရောပကလည်းသူတို့ရဲ့အပိုင်းကိုသူတို့လုပ်ရမယ်လို့အခိုင်အမာပြောခဲ့ပါတယ်။သူတို့တွေကရုရှားစီကနေရေနံတွေဝယ်နေကြတော့မယ်။ဒီတော့ငါတို့တနိုင်ငံနဲ့ပဲအပြည့်အဝတောင်းဝယ်ယူနေလို့တော့မဖြစ်ဘူးဆိုတော့သူ့ရဲ့စကားတွေကနေတိုးမဟာမိတ်တွေကြားမှာအမေရိကန်ရဲ့ကာကွယ်ပေးမှုပေါ်တန်တရားတွေဝင်စေခဲ့တာအမှန်ပါပဲ။ Trump အစိုးရလက်ထက်မှာနေတိုးပေါ်သူ့ရဲ့ကတိကဝတ်တွေမခိုင်မာမှုကမဟာမိတ်တွေကြားမှာစိုးရိမ်မှုတွေမြင့်တက်စေခဲ့တာကိုလည်းလှစ်လူရှုလို့မရပါဘူး။ဒါပေမဲ့လက်ရှိအစိုးရရဲ့ရည်တည်ချက်ကတော့ပိုပြီးရှင်းလင်းပြတ်သားပါတယ်။နေတိုးပိုင်တဲ့ကိုကာကွယ်မယ်ဆိုတဲ့အချက်ကတော့အဓိကပါပဲ။ဒါပေမဲ့နိုင်ငံရေးအရာမရေရာမှုတွေအထူးသဖြင့်လာမယ့်ရွေးကောက်ပွဲတွေရဲ့ရလဒ်တွေကနေတိုးရဲ့အနာဂတ်ပေါ်မှာတော့အရေးမဲကြီးတစ်ခုအဖြစ်ရှိနေသေးပါပဲ။ဒီဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်တွေအားလုံးကိုစူးစီးပြီးပြန်ကြည့်မယ်ဆိုရင်ရုရှားရဲ့လုပ်ရက်တွေဟာဂျပန်ဖြစ်ပေါ်လာတာမဟုတ်ပဲအကွက်ကြကြစီစဉ်ထားတဲ့ကြီးမားတဲ့ပုံစံချကစားကွက်တစ်ခုရဲ့အစိပ်ပိုင်းတွေဖြစ်တယ်ဆိုတာကိုအထင်သာမြင်တွေ့ရပါတယ်။အသစ်သောသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာမလို့ကမတို့ရဲ့လူလူ channel ကို like and subscribe လေးလုပ်သွားခဲ့ဖို့မမေ့ကြနဲ့နော်ချစ်တော်တို့